ခေတပတ်စားခဲ့လာပြီ3ရက်နေ့မှနော်9ရက်ထိနော်17လပိုင်းနော်17လပိုင်းနော်3ရက်နေ့မှ9ရက်ထိနော်ဓမ္မမွေးကနန်းလေးဖြစ်ပါတယ်ဇာတုပတ္တိရတစ်တလုံးဖြစ်ပါတယ်အခွေက2.5အခွေလေးဖြစ်ပါတယ်နော်အခွေက3ခွေနော်3လုံးခွေ2ခွေနဲ့နော်ဒီမှာ4လုံးခွေ1ခွေပါဒီမှာကြာလဲ2 4 5တူနေတယ်ဒီမှာလဲ2 5ပါနေတယ်ဒီမှာလဲ2 5ပါနေတယ်နော်3လုံးခွေက2ခွေရှိပါတယ်4လုံးခွေက1ခွေရှိပါတယ်ဒါပေမဲ့ဒီမှာကနန်းတွေတူနေတယ်2 5 2 5နော်ဒီမှာခွန်5တူနေတယ်နော်အကွက်နေမယ်နော်တစ်ခုပြီးတစ်ခုလိုက်ပါနော်ဘိုးတော်မကျော်ပရိတ်လေးက9 3ညပရိတ်ပါနော်အပူကတော့3 3 5 5ကိုရွေးရှက်ထားပေးပါတယ်နော်တစ်ပူမရတာနော်831ကို2ခုနဲ့ကတ်ထိုးနော်831ကို2ခုနဲ့ကတ်ထိုးပါနော်ပြီးရင်9 3ညပရိတ်နော်နှစ်ခုထဲကနော်9 3ညပရိတ်တစ်ခုထွက်ပြီးရင်နော်တစ်ပရိတ်ကိုဆက်လိုက်ဒီပရိတ်နှစ်ခုထဲကတစ်ခုထွက်ရင်တစ်ပရိတ်ကိုဆက်လိုက်ပါနော်အားလုံးအဆင်ပြေကြပါစေ